မှာပဲဖခင်ဖြစ်သူကတားလိုက်ပါတယ်သူ့ရဲ့ဖုန်းကိုလည်းအသိမ်းခံလိုက်ရတာကြောင့်ရှုရန်နဲ့အဆက်အသွယ်ပြတ်သွားပြီးရှုရန်ကတော့ဂျပန်ကိုတယောက်တည်းထွက်သွားခဲ့ရပါတယ်တငယ်ချင်းမလေးဟာရှုရန်တစ်ခုခုဖြစ်သွားမှာကိုစိုးရိမ်ပေမဲ့ကိုယ့်စီအမှုပတ်မှာကြောက်တာကြောင့်ဘသူ့ကိုမှမပြောရဲခဲ့ပါဘူးရှုရန်ဟာဂျပန်မြေကိုနင်းမိတာနဲ့လူကုန်ကူးသူတွေရဲ့ဖမ်းဆီးခြင်းကိုခံလိုက်ရပြီးဝေးလံခေါင်ဖျားတဲ့ဗီလာတစ်ခုထဲမှာအပိတ်ခံလိုက်ရပါတယ်အဖွားကခွဲစိတ်ဖို့ပတ်စံစောင့်နေတာကိုသတိရမိတဲ့ရှုရန်ဟာဒီနေရာကနေလွတ်အောင်ပြေးမယ်လို့ဆုံးဖြတ်လိုက်ပါတယ်သူမဟာပြတင်းပေါက်နာမှာတစ်တာတွေကိုဆင့်ပြီးအပေါ်ကိုတက်ခဲ့တယ်ပြီးတော့တောက်ဖက်နဲ့မှန်ကိုရိုက်ခွဲလိုက်ပါတယ်အတန်ကြောင့်အပြင်ကအဆောင်တွေရောက်လာပြီးအခန်းထဲကိုဝင်လာကြပါတယ်အရေးကြီးတဲ့အချိန်မှာပဲရှုရန်ဟာအသက်အန္တရာယ်ကိုမငဲ့ပဲအပေါ်တက်ကနေခုန်ချလိုက်ပါတယ်သူမဟာခန္ဓာကိုယ်နာကျင်မှုကိုမေ့ထားပြီးအစွမ်းကုန်ထွက်ပြေးပါတော့တယ်အဆောင်တွေကလည်းနောက်ကနေတကောက်ကောက်လိုက်နေကြတယ်လမ်းမကျွမ်းတဲ့ရှုရန်ဟာပင်လယ်လိုင်းတွေထန်နေတဲ့6ကမ်းပါးတစ်ခုကိုရောက်သွားပါတယ်အဖမ်းခံရရင်ဘလောက်နှိပ်စက်ခံရမယ်ဆိုတာသိနေတဲ့ရှုရန်ဟာတတိမွေးပြီးပင်လယ်ထဲကိုခုန်ချလိုက်ပါတော့တယ်ကံကောင်းစွာနဲ့ရှုရန်ဟာမသေးပဲပင်လယ်လိုင်းတွေကြောင့်ကမ်းခြေကိုရောက်လာခဲ့ပါတယ်တတိယလာတဲ့အခါမှာတော့သူမရဲ့ဘေးနားမှာမျောပါလာတဲ့ပလင်းလေးတစ်ခုကိုတွေ့လိုက်ရတယ်အဲ့ဒီထဲမှာကလဲစားခြေရည်အဖွဲ့ရဲ့လိပ်စာကတ်လေးရှိနေပါတယ်အကယ်၍မင်းကကဘာကြီးကိုစိတ်ပြက်နေပြီဆိုရင်ကိုအဆုံးစီရင်မဲ့အစားကလဲစားခြေလိုက်ပါတဲ့ရှုရန်ဟာအများသုံးဖုန်းတစ်လုံးစီသွားပြီးနောက်ဆုံးမျှော်လင့်ချက်နဲ့ဖုန်းဆက်လိုက်ပါတယ်ဟယ်လိုကျမကိုကူညီကြပါအောင်ကျမကိုကယ်ကြပါကျွန်တော်တို့အဲ့ဒီကိုလာခဲ့ပါမယ်အခုဘယ်နေရာမှာရှိနေတာလဲဟိုမှာကြည်စမ်းဟေးကောင်နေအဖွဲ့ကောင်းဆောင်အဖိုးကြီးကျန်းကရှုရန်ရဲ့လိပ်စာကိုမေးနေတော့မှပဲဖုန်းထဲကနေရှုရန်ရဲ့အော်တန်ကိုကြားလိုက်ရပါတယ်အခြေအနေမဟန်ဘူးဆိုတာသိလိုက်တဲ့အဖိုးကြီးကျန်းဟာဂျပန်ကိုချက်ချင်းလေရင်နဲ့လာခဲ့ပါတယ်ဖုန်းဒီနေရာကိုရှာဖွေပြီးနောက်ရှုရန်ဖုန်းဆက်ခဲ့တဲ့ဖုန်းတဲလေးကိုရှာတွေ့သွားပါတယ်ဖုန်းတဲအောက်မှာတော့ရှုရန်ဝတ်ထားခဲ့တဲ့ចောင်းသားကတ်လေးကိုတွေ့လိုက်ရပြီးဒါဟာရှုရန်ကိုရှာဖို့တခုတည်းသောတဲလွန်စာဖြစ်လာပါတယ်ကိုရီးယားကိုပြန်ရောက်တာနဲ့အဖွဲ့ဝင်9ယောက်လုံးကိုစုဝေးလိုက်ပါတယ်အဖိုးကြီးကျန်းကအဖွဲ့ကောင်းဆောင်ဂင်ဒိုဂီကလက်တွေ့လှုပ်ရှားသူကိုအွန်ကကွန်ပျူတာကျွမ်းကျင်သူအဖိုးကြီးချွိုင်နဲ့အဖိုးကြီးဝမ်ကတော့နောက်တန်းထောက်ပံ့ရေးတွေပေါ့ရှုရန်ဘာတွေကြုံခဲ့ရလဲဆိုတာသိဖို့ဂင်ဒိုဂီကအထက်တန်းပြဆရာအဖြစ်ဟန်ဆောင်ပြီးရှုရန်ရဲ့အကြောင်းကိုသွားစုံစမ်းပါတယ်သူ့ရဲ့ပျော်ပျော်ရွှင်ရွှင်တင်ကြားပြသပုံကြောင့်ကျောင်းသားတွေနဲ့ရင်းနှီးသွားပြီးရှုရန်နဲ့သူမရဲ့တငယ်ချင်းအကြောင်းကိုသိသွားပါတယ်ငါ့ကိုပြောစရာတစ်ခုခုရှိနေတာမဟုတ်လားဟင်းမရှိပါဘူးငါတို့နှစ်ယောက်မှာတူညီတဲ့အချက်တွေရှိမယ်ထင်တယ်နော်ကျမကြောင့်ပါကျမကြောင့်ရှုရန်အခုလိုဖြစ်သွားရတာပါဂင်ဒိုဂီရဲ့စိတ်ရှည်လက်ရှည်မေးမြန်းမှုအောက်မှာအပြစ်မကင်းသလိုခံစားနေရတဲ့တငယ်ချင်းမလေးဟာငိုယိုပြီးအမှန်တိုင်းပြောပြလိုက်ပါတယ်အဖွဲ့သားတွေသေချာစုံစမ်းကြည့်တဲ့အခါမှာတော့ဒီဂိမ်းထဲကအကျွေးစနစ်ဟာအတိုးနှုံးအဆမတန်ကြီးတဲ့လိမ်လည်မှုတစ်ခုဖြစ်နေပါတယ်ကိုရီးယားဥပဒေအရ1 3 သိန်းအောက်ချင်းငွေကိုအတိုးကန့်သက်ချက်မရှိတာကိုအခွင့်ကောင်းယူပြီးတစ်နှစ်ကိုအတိုး900%အထိယူနေကြတာပါ1 3 သိန်းအရင်ဟာတစ်လအတွင်းမှာ1 သန်းခွဲဖြစ်သွားတာဟာနေကင်းကြောင်တောင်ဓမြတိုက်တာနဲ့တူတူပါပဲပိုပြီးယုံမာတာက